မိဘမေတ္တာတစိတ်တဝမ်းကဘာတရားကောင်းခြင်းမှာဒီနေ့တော့လူတွေအကောင်းအဆိုးကွဲပြားလာတာကွာခြားလာတာဟာပတ်ဝန်းကျင်ကပြတ်ထမ်းမှုပဓာနာကြပုံအရေးကြီးပုံကိုအဓိကပြောပြပါမယ်တကယ်ကတော့စိတ်ပညာရှင်တွေရဲ့တွေ့ရှိချက်ရောကမ္ဘာပေါ်မှာတကယ်ဖြစ်ပြနေတဲ့ဖြစ်ရတွေရောအဲ့အရာတွေကိုအကုန်လုံးနှိုင်းချိန်စဉ်းစားကြည့်လိုက်မယ်ဆိုရင်ပတ်ဝန်းကျင်ကလူရဲ့အကောင်းအဆိုးကိုပြတ်ထမ်းမှုခွဲခြားပေးလိုက်ပုံကိုအများကြီးတဲ့ဒီထောက်ထားတွေနဲ့တွေ့ရနိုင်ပါတယ်ဒါကြောင့်မို့ဒါနဲ့သက်ပြီးတော့ပြောကြတာကမုတ်ဆိုးနာနီမုတ်ဆိုးတငါနာနီတငါဆိုတဲ့စကားတို့တကယ်တော့မုတ်ဆိုးကမွေးမုတ်ဆိုးတငါကမွေးတငါလို့မပြောဘဲနဲ့ဒီတာကိုပြောလိုက်တာကိုကအတိတ်ပဲလေးနဲ့ပါတယ်အဲ့ဒါကမြန်မာဗုဒ္ဓဘာသာတွေပြောရဆိုခြင်းရှိတဲ့ကျင်းကြီးနောက်ဇတ်တန်လေးနဲ့ကလည်းတထက်တည်းဖြစ်ပါတယ်ကျင်းကြီးနောက်ဟာမေဓမီတွေကမွေးခဲ့တာဖြစ်ပေမဲ့လူယတိကြီးထိရောက်သွားတဲ့ခြေတွေကယတိကြီးရဲ့အမူအရာအကျင့်စရိုက်တွေဖြစ်ကုန်တယ်လို့လူတို့တွေထိရောက်သွားတဲ့ခြေတွေကလည်းလူတို့တွေရဲ့အပြုအမူအပြောဆိုဖြစ်ကုန်တာဟာသောတော်ပြောတဲ့မုတ်ဆိုးနာနီမုတ်ဆိုးတငါနာနီတငါဆိုတဲ့စကားနဲ့တထက်သေးပါပဲမုတ်ဆိုးကမွေးမုတ်ဆိုးတငါကမွေးတငါလို့မသုံးမဲနဲ့ဒီတာကိုပဲတုံးလိုက်တာဟာသူကြည်ပြင်းလာမှသူတိတ္တလာမှပတ်ဝန်းကျင်ကနေအလေးအကျင့်အပြုအမူစိတ်နဲ့စိတ်ဓာတ်တွေထက်သွင်းပေးလိုက်တာကိုရည်ညွှန်းတဲ့စကားပါဒါကိုစိတ်ပညာရဲ့သူတည်တနာပြုချက်တွေနဲ့ပဲအများကြီးသက်သေပြလို့ရပါတယ်တော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့တော်တော်သဘာဝကျတဲ့စိတ်ပညာလေ့လာတွေ့ရှိချက်တစ်ခုဆိုရင်လာမသိပဲနဲ့မွေးလာတဲ့ကလေးကတဲ့ကြီးလာတော့အတ္တရာရာအကျင့်သိက္ခာပိုင်းဆိုင်ရာစိတ်နေစိတ်တိုင်းပိုင်းဆိုင်ရာတွေမှာ30ရာခိုင်နှုန်းလောက်တော်နေတာကိုတွေ့ရတယ်တဲ့အဲ့ဒါဘာပြုလို့တော့ဆိုတော့လာမသိပဲ9လနဲ့မွေးလာတဲ့ကလေးလေးဆိုတော့အမေဖေကစမိသားစုပတ်ဝန်းကျင်အတိုင်းဝိုင်းကဒုက္ခမြန်လာမသိပဲနဲ့မွေးလာရှာတာဟဲ့ဆိုပြီးတော့တဏှာကျင်နာရွရသွားမေတ္တာကရုဏာအပြည့်နဲ့စောက်စောက်ကြတဲ့အတွဲတဲ့အဲ့ဒီကလေးလေးကကြည်လာတော့တော်နေတာကိုတွေ့ရတာတဲ့ဒါနဲ့ဒါကိုသတ်တတ်ခြင်းတော့အဲ့လိုဆိုရင်လာသိပြီးမှမွေးလာတဲ့သူကိုအဲ့ဒါလူပတ်ဝန်းကျင်ကပြပဆွေမျိုးအတိုင်းဝိုင်းကတဏှာကျင်နာရွရသွားပြုစုဆောက်ရှောက်ကြမယ်ဆိုရင်ကိုအဲ့လိုဖြစ်နိုင်ခွင့်မရှိဘူးလားလို့တတ်တတ်တဲ့အခါမှာအဲ့လာမသိပဲနဲ့မွေးတဲ့ကလေးလူပဲတော်နေတာကိုကျင်တရားကောင်းနေတာစိတ်နေစိတ်ဓာတ်တွေတော်နေတာကို
တွေ့ရတယ်တဲ့အဲ့ဒီတော့ဘာဆိုလိုတာလဲဆိုရင်လာမသိပဲမွေးတာလာသိမွေးတာကပဓာနာမဟုတ်ပဲပတ်ဝန်းကျင်ကောင်းအောင်အပြုမူအပြောသူအနေထိုင်စိတ်နဲ့စိတ်ထားတွေတင်ပြပေးလိုက်တာကသာပဓာနာဖြစ်တယ်ဆိုတာကိုအတိအကျအထောက်ထားသဘောမျိုးနဲ့တွေ့ရတယ်တဲ့အဲ့တော့စောစောကပြောတဲ့ကျင့်ကြံတော်ဇတ်လန်းတို့ပုတ်ဆိုးနာနီမုတ်ဆိုးတို့ဆိုတဲ့စကားနဲ့တက်ထသေးကြတယ်လို့ဘုန်းကြီးကတော့နားလည်မိပါတယ်အဲ့ဒါလို့ပဲဘုန်းကြီးကနပြောနေမိတဲ့အမေရိကန်နိုင်ငံပြန်ကြရက်ွက်ကဆရာမကြီးကသူ့ကြောင့်သားတွေကိုချစ်ချင်းမေတ္တာနဲ့တာသမီလို့သဘောထားပြီးတော့အုပ်ချုပ်တင်ပြပေးလိုက်တော့200လောက်နီးပါးအကျော်မော်ကြီးဖြစ်ကုန်တယ်လို့ဆိုတာတကယ်မှတ်တမ်းတရားလောက်အောင်ထူးထူးခြားခြားတွေ့ကြရတယ်တဲ့ဒါကြောင့်မို့ဒီတရားမကြီးကိုမေးမြန်းလေ့လာပြီးတော့မှတ်တမ်းတင်လိုက်တော့ဘယ်လိုမှတ်တမ်းတင်ရအောင်ဆိုရင်သူကသူ့တပည့်တွေကိုမေတ္တာစေတနာနဲ့သာသမီလို့သဘောထားပြီးတော့အုပ်ချုပ်တင်ပြတာကသာပဓာနာချက်ပဲဆိုတာအခိုင်အလုံတွေ့ကြည့်ရတယ်တဲ့အဲ့တော့အဲ့ဒီဖြစ်ရခဲ့တော်တော်ပြောတဲ့လာမသိပဲမွေးလာသိပြီးတော့မှပဲမွေးပတ်ဝန်းကျင်ကကျင်နာရွရစွာမေတ္တာကရုဏာနဲ့စောင့်ရှောက်လိုက်ရင်ကောင်းလာတာတောင်းတော်လာတယ်ဆိုတာနဲ့အခုဆရာမကြီးရဲ့တပည့်တွေက200လောက်အကျော်မော်ဖြစ်ကုန်တယ်ဆိုတာအနှစ်သာရကတထတယ်လို့ဘုန်းကြီးတို့သဘောပေါက်မိပါတယ်ဒါပညာရှင်နိုင်လဲလေ့လာကြည့်မယ်သူတည်တနာပြုကြည့်မယ်စဉ်းစားကြည့်မယ်ဆိုရင်လက်ခံနိုင်ရမယ်လို့ဘုန်းကြီးတို့မြင်မိပါတယ်အဲ့ဒါရဲ့ပြောင်းပြန်တန်းခြင်းပဲကဘာမှာတက်တည်တွေအများကြီးပြနိုင်ကြရှိတယ်ဆိုတာတွေလည်းပြောလို့ရပါတယ်အဲ့ဒါတွေကဘာလို့ဆိုတော့မိသားစုအကျံဖက်တာကိုခံခဲ့ရတဲ့ကလေးငယ်တွေဟာကြည်လာတော့အကျင့်သိက္ခာပိုင်းစိတ်နဲ့စိတ်ထားပိုင်းဆိုင်ရာထိုးသွမ်းနေတာရိုင်းတိုင်းနေတာအကျံဖက်တတ်တာတွေတွေ့ရတယ်ဆိုတာလေကမ္ဘာဖြစ်ရပေါင်းများစွာနဲ့တက်တည်တွေပြနိုင်နေပါပြီအဲ့ဒီမှာအများသိသိနေတဲ့သိကြဘူးနေတဲ့ဖြစ်တယ်လားဆိုရင်လေဒုတိယကမ္ဘာစစ်ကြီးတရားခံလို့လည်းပြောရတဲ့ဂျူးတွေတန်ပေါင်းများစွာတတ်ခဲ့တဲ့ထစ်အောင်ချွတ်သွားတဲ့သူကြီးဖြစ်သွားတာဆိုရင်လေသူ့အဖေရဲ့တော်တော်ပြောတဲ့ဆရာမကြီးလို့မေတ္တာကရုဏာနဲ့ချစ်ချင်းမေတ္တာနဲ့ပထုံးမပဲကြံတန်းနဲ့ရိုက်နေမှုနဲ့ထုံမခဲ့တဲ့အတွေ့အဲ့လိုဖြစ်တယ်ဆိုတာစိတ်ပညာအထောက်ထားရအတိအကျပြောနိုင်တယ်ဆိုတာလေလေဘုန်းကြီးကြားဘူးနေမိပါတယ်အဲ့လိုလားသူတွေလည်းကဘာမှာအများကြီးရှိနိုင်ပါတယ်အဲ့တော့ဘာပြောချင်တာတော့ဆိုရင်ဒီလူကောင်းဖြစ်လာအောင်ဆိုတာလုံယူရင်ရတယ်ဆိုတဲ့တက်တွေတွေကကဘာမှာတကယ်အခိုင်အလုံရှိပါတယ်အဲ့ဒါ
ခုတလောကပဲယူထဲမှာတင်နန်းတစ်ခုနားထောင်လိုက်မိတယ်တွေ့ရတာဘုန်းကြီးသိတဲ့ဘောကြမိပါတယ်သူကောင်းခြင်းကရိုက်သူငေါ့မပါတော့မေတ္တာဖြင့်ကလေးပြိုးထောင်ဤပညာတဲ့တော်တော်ကိုစိတ်ဝင်စားစရာကောင်းပါတယ်ဒီနာမည်ခေါင်းစဉ်လေးကြားလိုက်ရတာနဲ့ဘုန်းကြီးတော့သိကိုသဘောကျသွားတယ်ဘုန်းကြီးအရင်တော့ခဏပြောမိတယ်အဲ့ဒါဘာလို့ဆိုတော့စာရဲပေတဲ့ဖတ်ဘူးတာမဟုတ်ပါဘူးတချင်စကားပါအမေရိကန်နိုင်ငံကဟာဗတ်တက္ကသိုလ်ကြီးအားတဲ့ပညာတွေဘယ်လောက်စုံလို့ဆိုရင်ဘာပညာသင်ရင်တော့ဆိုတာကိုဒါပြောတဲ့ဘာပညာသင်တော့လို့မမေးနဲ့တဲ့သင်ရင်တဲ့ပညာသူတို့ဒီမှာအကုန်သင်ပေးနိုင်တယ်ပေါ့အကုန်သင်သိရှိတယ်ပေါ့ဒါဘုန်းကြီးတစ်ချက်တကားကြားဘူးတာပါအဲ့ဒါကိုဘုန်းကြီးကဘေးကွန်းထုတ်ခြင်းလို့အဲ့ဒါကိုပြောတာပါဘယ်လိုဘေးကွန်းထုတ်ခြင်းတာတော့ဆိုရင်အဲ့ဒီတက္ကသိုလ်ကြီးမှာအဖေသင်္นานအမေသင်္นานရှိပြီလားလို့အဲ့လိုမေးခြင်းတယ်လို့ဘာလို့လို့လာတော့ဆိုရင်ဆိုတော့ဘာလို့ကျောင်းတရားတယောက်ဖြစ်ဖို့တို့မဟုတ်အင်ဂျင်နီယာတယောက်ဖြစ်ဖို့ဆရာဝန်တယောက်ဖြစ်ဖို့ဆိုရင်အချိန်တွေအကြာကြီးသင်္นานတွေတက်ခဲ့ရပါတယ်ဖွဲ့လူကုန်လူတွေရအောင်တင်ကြရပါတယ်အခုအဖေဖြစ်သွားလို့အဖေလှုပ်လိုက်ကြရတယ်အဖေဖြစ်သွားတော့အဖေနေရာကယူလိုက်ကြရတယ်ဘယ်သွားပြီးတော့အဖေသင်္นานမေသင်္นานတက်ပြီလေလို့ဘုန်းကြီးကအဲ့လိုမေကွန်ထုတ်မိတယ်အဲ့ဒါတခြားနိုင်ငံမဟုတ်ပါဘူးအမေရိကန်နိုင်ငံကြီးကိုအဲ့မေကွန်ထုတ်တာပါဘာပြုလို့ထုတ်ရတာတော့ဆိုရင်အဲ့ဒီအမေရိကန်နိုင်ငံကြီးမှာကူပဲငယ်ရွယ်သူတွေအပါဝင်ပေါ့လူတွေတယောက်ကိုတယောက်တဏှာနဲ့ပြည့်တတ်ပြီးတော့သိကြတာတွေအများကြီးကြားမှုပါတယ်ဒီပြည်နိုင်ငံလဲလူတွေပဲနေကြတာလူဦးရေအရေးအတွက်နဲ့စလိုက်ရင်လူဦးရေနေတဲ့နိုင်ငံတွေလည်းရှိမှာပါပဲများတဲ့နိုင်ငံတွေလည်းရှိမှာပါပဲအမေရိကန်နိုင်ငံလောက်အဲ့လိုတဏှာနဲ့ပြည့်တတ်လို့သေတာများတာဘုန်းကြီးတော့မကြားမိဘူးပါဘူးမသိဘူးပါဘူးထို့ကြပါစို့အနိစ္စသုံးကိုဘုန်းကြီးသိတဲ့လောက်ကြောက်တဲ့လောက်ပြောပါမယ်အိန္ဒိယနိုင်ငံကြီးအမေရိကန်နိုင်ငံနဲ့လူဦးရေတွေအများကြီးများပါတယ်တရုတ်နိုင်ငံကြီးအမေရိကန်နိုင်ငံနဲ့လူဦးရေတွေအများကြီးများပါတယ်အိန္ဒိယနိုင်ငံကြီးမှာတစ်နှစ်အဲ့လိုတယောက်ကိုတယောက်စစ်ပွဲဖြစ်လို့စစ်တိုက်ကြတာကိုပြောတာမဟုတ်ပါဘူးတယောက်နဲ့တယောက်ပေါ်မှာမကျေနိုင်မချမ်းနိုင်ဖြစ်ပြီးတော့တဏှာနဲ့ပြည့်သေးကြတာအမေရိကန်နိုင်ငံလောက်မများဘူးလို့ဘုန်းကြီးတော့သိထားပါတယ်ဘာဖြစ်လို့လဲဆိုရင်အမေရိကန်လူဦးရေကအိန္ဒိယနိုင်ငံနဲ့စာရင်အများကြီးနေပါတယ်အဲ့တော့အမေရိကန်နိုင်ငံက6ရောက်သေးလို့ရှိရင်အိန္ဒိယနိုင်ငံကြီးက20-30သေးမှလူကြီးနဲ့ညီမျှပါအဲ့လိုပဲတရုတ်ပြည်ကြီးကလည်းအဲ့ဒီလိုပြစ်တတ်ပြီးသေးကြတယ်ဆိုတာအမေရိကန်နိုင်ငံနဲ့များတယ်လို့ဘုန်းကြီးတို့လုံးဝမထင်ပါဘူးကြားလည်းမကြားဘူးပါဘူးအဲ့ဒါဆိုလိုတာကတော့ခုနပြောတဲ့ဟာဗတ်တက္ကသိုလ်ကြီးလဲရှင်းနေပါလေရဲ့နဲ့တခြားလဲရင်ကျဲပါတယ်လို့ပြောကြရတယ်လေအများကြီးရှိပါလေရဲ့နဲ့ဘာပြုလို့အ
အမေရိကန်နိုင်ငံကအဲ့လိုတဏှာနဲ့ပြည့်ပြီးသေးတာတွေများနေကြတာလေလို့မိကွန်းထုတ်မဲ့ဆိုရင်ဘုန်းကြီးသိထားတာကတော့ခုနကပြောတဲ့ပတ်ဝန်းကျင်မှာပဲဒါမို့အမေရိကန်နိုင်ငံကလူတွေတဏှာကြိုင်တာဘယ်လောက်များတော့စစ်သားတွေကိုပြောတာမဟုတ်ပါဘူးအရသားတွေကိုပြောတာပါဘယ်လောက်များသလဲအိန္ဒိယနိုင်ငံကလူတွေစစ်သားမဟုတ်ဘဲနဲ့တဏှာကြိုင်တာရာခိုင်နှုန်းဘယ်လောက်များသလဲတရုတ်ပြည်ကလူတွေစစ်သားမဟုတ်ဘဲနဲ့တဏှာကြိုင်တာဘယ်လောက်များသလဲအဲ့ဒါကိုမိကွန်းထုတ်လိုက်ရင်ဘုန်းကြီးပြောခြင်းနဲ့အဖြေကပေါ်လာမှာပါအဲ့တော့အချက်ပြောခြင်းတာကအဲ့ဒါတခုစဉ်းစားစရာတခုထားလိုက်ပါအဲ့ဒါကိုဘုန်းကြီးကချက်ပြောပါမယ်သောတော်ပြောတဲ့ဟာဘတက္ကသိုလ်ကြီးမှာအမေတင်နန်းသာရှိရင်အမေရိကန်နိုင်ငံကြီးမှာအဲ့ဒါလူတဏှာနဲ့ပြည့်ပြီးတော့ပေကြတာအဲ့ဒါတော့မများသင့်ဘူးလို့ဘုန်းကြီးကအဲ့လိုပြောနေတာပါဒါကြောင့်မို့တကယ်လို့သာသောတော်ကပြောတဲ့စိုက်သူငေါမပါတော့မေတ္တာဖြင့်ကလေးပြိုးထောင်ဤပညာကိုသာအဖေတင်နာအမေတင်နာအဖြစ်နဲ့သင်ပြီးတော့အဲ့ဒီတင်နာထွက်တဲ့သူတွေကသောတော်ကပြောတဲ့အမေရိကန်နိုင်ငံဗျံကြရက်ွက်ကဆရာမကြီးလောက်တာမေတ္တာကရုဏာချစ်ခြင်းမေတ္တာနဲ့ကိုယ်သားသမီးတွေကိုယ်တပည့်တွေအုပ်ချုပ်တဲ့သူတွေသာအမေရိကန်နိုင်ငံမှာအများကြီးရှိနေရင်အဲ့ဒီအမေရိကန်နိုင်ငံကြီးတယောက်ကိုတယောက်တဏှာနဲ့ပြည့်သေးတာတွေရော့သွားမှာပါတို့မို့လုံးဝကုန်သွားမှာပါလို့ဘုန်းကြီးတော့ပြောရဲတယ်အဲ့တော့ဘာပြောချင်တာတော့ဆိုရင်ဒါတွေကလုံယူလို့ရပါတယ်တတိပြောမယ်ဆိုရင်အဲ့လိုပြည့်ကြခတ်ကြတတ်ကြတဲ့ရိုင်းဆိုင်မှုဆိုတဲ့မကောင်းမှုတွေဟာဘွေရပါတွေမဟုတ်ပါဘူးတတိပြောမယ်ဆိုရင်ဇာတိဘိဓာတွေကပါလာတာမဟုတ်ပါဘူးအဲ့ဒါကိုဘုန်းကြီးကတော့အတိအကျရဲပြတ်သားပြောပါတယ်ဒါကိုသောကပြောတယ်လို့စိတ်ပညာရှုထောင့်နဲ့အမျိုးမျိုးစံတတ်ကြပါလေ့လာကြပါအဲ့ဒီလိုသာလေ့လာလိုက်ရင်စံတတ်လိုက်ရင်ဘုန်းကြီးပြောတာတွေတကယ်ကဘာသိအောင်ပေါ်လွင်လာမှာပါပြီးတော့လေအဲ့ဒီအမေရိကန်နိုင်ငံကြီးကိုနိုင်ငံသားတွေကိုဘုန်းကြီးပြောခြင်းနေတဲ့စကားတစ်ခွန်းရှိပါတယ်ဘယ်လိုပြောချင်တာတော့ဆိုရင်အဲ့ဒီအမေရိကန်နိုင်ငံကတဏှာကြိုင်တဲ့သူတွေကိုဘုန်းကြီးမေးခွန်းထုတ်ချင်ပါတယ်ဟုတ်ပြီအဲ့ဒါလူတဏှာကြိုင်တာကဘာအတွက်ကြိုင်တာတော့ကိုအရေးအကြောင်းပေါ်လာရင်ကိုပြတ်တတ်ဖို့ကြိုင်တာလားတို့မို့အရေးနဲ့အကြောင်းနဲ့ကျုံလာရင်မတွဲတာမချောင်းတာသူများပြစ်ဖို့ကြိုင်တာလားလို့မေးရင်ဘုန်းကြီးသဘောပေါက်တာတော့အရေးနဲ့အကြောင်းနဲ့ကျုံလာရင်ကိုပြတ်တတ်ဖို့ကြိုင်ပါတယ်လို့ပြောမဲ့သူအတော်ကိုနေမယ်ထင်ပါတယ်ဒါဘုန်းကြီးထင်တာပါရေးနဲ့အကြောင်းနဲ့ကျုံလာရင်ကိုအသက်အန္တရာယ်ကာကွယ်နိုင်အောင်သူများကအသက်အန္တရာယ်ပေးလာမယ်ထင်ရင်သူများပြတ်တတ်ဖို့ကြိုင်တာပါလို့ပဲပြောမဲ့သူများမယ်ထင်ပါတယ်လို့ဒါဘုန်းကြီးအထင်ပြောတာပါအဲ့ဒါကိုချက်ပြောပါမယ်အဲ့ဒါလို့ဆိုလို့ရှိရင်စဉ်းစားစရာရှိပါတယ်ဟုတ်ပြီအဲ့ဒါလို့ငါအသက်ကိုအရေးနဲ့ကြုံနဲ့အကြောင်းနဲ့ကြုံလာရင်ကာကွယ်ဖို့ရာငါတနဲ့တက်ကိုင်းနဲ့တို့မဟုတ်နှစ်လက်ကိုင်းနဲ့ထားပါတော့အဲ့ဒီလိုကိုင်းရင်အဲ့ဒီကိုကိုင်းနဲ့တနက်ကခုနပြောသလိုဆိုရင်ကိုပြတ်တတ်ဖို့မဟုတ်ဘူးသူများပြတ်တတ်ဖို့အဲ့လိုဒိဗ္ဗေရှိတယ်အဲ့လိုဆိုရင်ရ
ရာပေါင်းများစွာထောင်ပေါင်းများစွာသောတခြားသူတွေကင်တဲ့တဏှကလည်းကိုယ်ပြတ်တတ်ဖို့များဖြစ်မနေနိုင်မေဘူးလားကိုယ်ပြတ်တတ်မဲ့တဏှတွေကိုမပါပြီဘူးလားအဲ့လိုလေးများစဉ်းစားကြပါဦးလို့ဘုန်းကြီးကတော့တိုက်တွန်းစကားပြောခြင်းနဲ့ဘာပြုလို့ဆိုရင်အဲ့ဒါလောက်တဏှလွယ်ကင်ဖို့ခွင့်ပြုလိုက်တဲ့ဥပဒေကြောင့်ကိုကကွယ်ဖို့တဏှလေးတစ်လက်နှစ်လက်ကင်ခွင့်ရှိတာနဲ့ကိုပြည့်ချင်းပြည့်မယ်ဆိုတဲ့တဏှတွေကယာကြီးထောင်ကြီးကင်ခွင့်ရှိသွားရင်အဲ့ဒါကကိုယ့်အသက်လုံခြုံဖို့အတွက်ပို့ပြီးတော့အန္တရာယ်များမနေဘူးလားဆိုလိုတာကတော့တဏှကင်ခွင့်ရုပ်သိမ်းလိုက်ရင်တဏှမကင်ရတော့ဘူးလို့လှုပ်လိုက်ရင်အဲ့ဒါလိုတဏှနဲ့ပြတ်တတ်ပြီးပေကြတာရာခိုင်နှုန်းနေအများကြီးရော့မသွားနိုင်ဘူးလားအဲ့ဒါလောက်မှအမေရိကန်နိုင်ငံသားတွေအမေရိကန်နိုင်ငံခေါင်းဆောင်တွေမတွေးမိကြတော့ဘူးလားအဲ့ဒါလေးတွေးကြတာသမ်းပါလို့ဘုန်းကြီးကတော့အမေရိကန်နိုင်ငံကြီးကိုမေတ္တာကရုဏာရှိထားပြီးတော့တိုက်တွန်းစကားပြောပါတယ်အသိပေးစကားပြောပါတယ်အဲ့ဒါဘုန်းကြီးတွေးမိနေတဲ့အတွေးလေးပါအဲ့ဒါလို့တဏှကင်မဲ့စားခုနပြောတဲ့ပြန်ကြရက်ွက်ကဆရာမကြီးလူသူကသူ့တပည့်တွေကိုတောင်းမှချစ်ချင်းမေတ္တာနဲ့အုပ်ချုပ်နိုင်လို့သုံးမနိုင်လို့တွင်တင်နိုင်လို့အဲ့ဒီတပည့်တွေအကုန်လုံးကလည်းသူ့ကိုအမေတို့ပဲခေါ်ကြတယ်တဲ့ဘယ်တော့ဝမ်းသာစရာကောင်းလို့အဲ့တော့အမေရိကန်နိုင်ငံသူနိုင်ငံသားတွေအားလုံးလေတဏှကင်မဲ့စားချစ်ချင်းမေတ္တာကိုကကိုင်းပြီးတော့လူသားတွေအချင်းချင်းဆက်ဆံကြမယ်ဆိုရင်အဲ့ဒီဆရာမကြီးဘုန်းကြီးတို့ထင်တယ်သူတဏှကင်မဲ့မထင်ပါဘူးဟုတ်လားဘာပြုလို့လဲသူ့ဘဝကတဏှမကင်မဲနဲ့လေလုံးယုံနေလို့ပါဘာကင်တာတော့သူကချစ်ချင်းမေတ္တာကင်လို့ပါအဲ့ဒီလူလာသဘောပေါက်ပြီးတော့အမေရိကန်နိုင်ငံသားတွေအားလုံးလေဟုတ်လားတဏှကင်မဲ့စမေတ္တာကရုဏာချစ်ချင်းမေတ္တာတရားကင်ပြီးတော့တယောက်ကိုတယောက်ခင်မင်ကျင်နာရွရသွားနဲ့သာနေကြမယ်ဆိုရင်တဏှကင်တရားမလိုပါဘူးတဏှကင်နာတဲ့လေလုံးယုံပါတယ်လို့ဘုန်းကြီးကတော့အဲ့လိုမြင်မိတယ်အဲ့ဒါအမရသွားလို့ခဏလေးပြောမိတာမို့ပြောပါဦးမဲ့ဘုန်းကြီးမန္တလေးကနေပြီးတော့ရန်ကုန်ကိုချစ်ချင်းလာပါတယ်အကြောင်းမသိလို့ရန်ကုန်လမ်းဆုံးထိမရောက်မိပါဘူးပဲခူးနားရောက်တော့ချစ်ချင်းအစီအစဉ်ပြောင်းလဲရတယ်ပေါ့အဲ့ဒါလမ်းမှာဟုတ်လားတဏှလည်းမပါပါဘူးတောက်မွေးလေးတစ်ချောင်းတောင်မှမပါပါဘူးဟုတ်လားလမ်းမှာတက်လာလောက်နီးကြားပါတယ်ရောက်တဲ့နေရာဖြစ်တယ်လို့အိတ်ခရပါတယ်လမ်းပြဇရာပေါ်မှာအခါပေါင်းများစွာအိတ်ခရပါတယ်တညမှလည်းအိတ်မပြိုတဲ့ရက်မရှိပါဘူးအဲ့ချိန်မှာဘုန်းကြီးလက်ထက်တဏှမပါပါဘူးတောင်မွေးလေးတစ်ချောင်းတောင်မှမပါပါဘူးအဲ့ဒါဘာပြောတာတော့ဆိုရင်ခုနပြောတဲ့အမေရိကန်နိုင်ငံပြန်ကြရက်ွက်ကကျောင်းဆရာမကြီးတို့ဘုန်းကြီးကလည်းလောကကြီးပေါ်မှာမေတ္တာတရားနဲ့ပဲချက်တန်ပါတယ်ဒါကြောင့်ဘုန်းကြီးဘဝလုံခြုံပါတယ်ကိုယ်လည်းလုံခြုံပါတယ်စိတ်လည်းလုံခြုံပါတယ်အခုဘုန်းကြီးအသက်82နှစ်ပြည့်ပြီးပါပြီ1944ခုဖေဖော်ဝါရီ6ရက်မှာဘုန်းကြီးမွေးခဲ့ပါတယ်ခုပြီးခဲ့တဲ့ဖေဖော်ဝါရီ6ရက်နေ့ကအသက်82နှစ်ပြည့်ခဲ့ပါပြီတခါမှတဏှမကင်ဘူးပါဘူးလက်လေးနဲ့တောင်းမှထိမကြည့်ဘူးခဲ့ပါဘူးငယ်ငယ်တုန်းကကင်ကြီးကျင်တဲ့စိတ်တော့ရှိတယ်ကင်ခွင့်မရတော့ဘုန်းကြီးဘဝနဲ့ရလဲတဏှနဲ့ဝေးခဲ့ပါတယ်ဒါပေမဲ့လို့ဘုန်းကြီးဘဝကိုယ်အသက်82နှစ်ထိအောင်လုံခြုံပါတယ်စိတ်ကလေးလုံခြုံပါတယ်အဲ့ဒါဘာလို့ဆိုရင်တဏှဆောင်တာလို့မဟုတ်ပါဘူးမေတ္တာကရုဏာအဲ့ဒီတရားတွေကိုဆောင်းထားတဲ့အတွက်ဘုန်းကြီးလုံခြုံတာပါဒါတွေကတက္ကသမိလို့ပြောရတာပါဆိုလိုတာကတော့
ဒီမေတ္တာတရားနဲ့သာနေကြမယ်ဆိုရင်အဲ့ဒါလောက်ထီအောင်ဟုတ်လားမေတ္တာတရားကလုံခြုံပါတယ်ဆိုလိုတာကတော့တဏှတ်တဲ့စိတ်ချရတယ်လို့ဘုန်းကြီးကအဲ့လိုပြောလိုတာပါအဲ့ဒါတဏှတ်ကတော့ကိုယ်လည်းတကယ်မလုံပါဘူးဟုတ်လားဘာဖြစ်လို့လဲကိုယ်ဆောင်ခွင့်ရတော့ဒီတင်သူတွေလည်း